ဘယင်ကြီးသည်တနေ့တည်းတွင်ပင်လဘလုံးသည့်အမျိုးသမီးနှစ်ဦးကိုလက်ထပ်တော်မူခဲ့သည်သို့တော်မိဖုရားခေါင်ကြီးဖြစ်တော်လဲသူမမှာကျိုးပဲဟောင်းနှဲနေသည့်ဝေါ်ရင်ပြက်ကြီးဖြင့်နန်းတော်သို့လိုက်ပါလာခဲ့ရသည်အခြားတစ်ဖက်တွင်မူကိုလုတ်တော်အဆင့်သာရှိသည်ဒုတိယဇနီးသည်မှာမူလူရှိရောက်ထမ်းသည့်ခန်းသားထဲဝါသောဝေါ်ရင်ကြီးနှင့်အတူမိဖုရားခေါင်ကြီးထက်တစ်ဆက်ဆောင်းမကခန်းသားသောစီတန်းလှည့်လည်မှုဖြင့်နန်းတော်သို့ဝင်ရောက်လာခဲ့သည်နန်းတော်တကားဝတ်သို့ရောက်သောအခါမင်းသားသည်လူများရှိနာပင်မိဖုရားခေါင်ကြီးကိုလစ်လျူရှုကာဒုတိယဇနီးထံသို့သာတန်းတန်းမတ်မတ်လျှောက်လန်းသွားခဲ့သည်ငယ်သူငယ်ချင်းဖြစ်ခဲ့ဘူးသည့်ဒုတိယဇနီးကိုသာဂုဏ်ပြုကြိုဆိုနေပြီးအဓမ္မလက်ထက်ခဲ့ရသည့်မိဖုရားခေါင်ကြီးကိုမူအစအနပင်မမြင်ချင်သလိုပြုမှုခဲ့သည်သို့တော်လည်းမိဖုရားခေါင်ကြီး၏စိတ်ထဲတွင်ဒေါသရိပ်အယောင်မျှပင်မရှိခဲ့ပေအကြောင်းမှာသူမသည်ပြန်လည်မွေးဖွားလာသူတဦးဖြစ်နေသောကြောင့်ပင်အတိတ်ဘဝ၏နာကြီးချက်လွန်ခဲ့သောဘဝကလည်းသူမသည်ဤမင်းသားနှင့်ပင်လက်ထပ်ခဲ့ပြီးသားတော်တစ်ပါးဖွားမြင်ခဲ့သည်သို့တော်ကောက်ချစ်စင်းလဲလာသောဒုတိယဇနီးသည်ထိုရင်သွင်းငယ်ကိုတက်ဖြတ်ပြီးကြောင်ပေါက်လေးတစ်ကောင်နှင့်လဲလှယ်ထားခဲ့သည်ဝင်းကိုမြင်သောအခါမင်းသားသည်မိဖုရားခေါင်ကသူ့ကိုစော်ကားသည်ဟုထင်မှတ်ကာဒေါသတက်ကြီးဖြင့်သူမကိုထောင်သွင်းကျင်းချခဲ့သည်နောက်ဆုံးတွင်ဒုတိယဇနီး၏လက်ချက်ဖြင့်ပင်သူမအသက်ဆုံးရှုံးခဲ့ရသည်ထို့သို့တည်ဆုံးသွားချိန်တွင်အံ့ဖွယ်ထူးခြားမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီးသူမ၏ဝိညာဉ်သည်မင်းသားနှင့်လက်ထပ်သည့်ထိုနေ့ရက်စီသို့တစ်ဆက်နှစ်တီတီနောက်ပြန်ရောက်ရှိသွားခဲ့သည်ကောက်ချစ်သောထိုမျိုးသမီးကိုထပ်မံမြင်တွေ့ရချိန်တွင်သူမ၏သွေးများဆူပွက်လာတော့လဲငြိမ်သက်စွာပင်အောင်အင်းနေခဲ့သည်စမ်းတက်မှုနှင့်အလှည့်အပြောင်းမင်္ဂလာပွဲအပြီးတွင်သူတို့သမီးနှစ်ဦးစလုံးသည်မေတော်ကြီးအေဂရီထံသို့တွားရောက်ကာယဝပြုကြသည်မေတော်ကြီးသည်ယခင်ဘဝကအတိုင်းပင်သူမတို့၏စိတ်နေစိတ်ထားကိုစမ်းတက်ရန်လက်ဆောင်၃မျိုးကိုထုတ်ပြခဲ့သည်ဒုတိယဇနီးသူမသည်ယခင်တိုင်းပင်ချီထိုးသည့်ပစ္စည်းများကိုလူယူကာမင်းမသားဆိုတာပညာတတ်နေဖို့မလိုပါဘူးဟုဟန်ဆောင်ပန်ဆောင်ပြောဆိုခဲ့သည်မိဖုရားခေါင်ယခင်ဘဝကစာအုပ်ကိုရွေးချယ်ခဲ့သဖြင့်အဆူခံခဲ့ရသောသူမသည်ယခုတစ်ချိန်တွင်မူဓာတ်ကိုရဲဝံစွာကောက်ကင်လိုက်သည်ထို့နောက်တွင်သူမသည်နန်းတော်လွတ်တော်ရှိနာပင်အားလုံးအံ့အားသင့်သွားရလောက်သည့်ထူးချွန်ထမ်းမြတ်သောဓာတ်တိုင်းစွမ်းကိုပြသခဲ့သည်မင်းသားကိုယ်တိုင်ပင်မင်းသက်သွားရသည့်အထိစွမ်းဆောင်နိုင်ခဲ့သည်ရစ်ချင်းရာကြောင့်ဒုတိယဇနီးသည်မနာလိုစိတ်ဖြင့်လောင်မြိုက်နေစဉ်မိဖုရားခေါင်ကြီးကမူနန်းတော်တစ်ခုလုံးရှိလူတိုင်း၏စိတ်နှလုံးကိုသိမ့်ပိုက်နိုင်ခဲ့လေတော့သည်